ကောင်လေးဟာသူ့အဖေကထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးသူ့ကိုအကိုလို့ခေါ်ခိုင်းတာကိုတွေ့လိုက်ရတယ်။သူကဒီမိန်းကလေးကိုသူ့အဖေရဲ့တရားမဝင်ရရှိထားတဲ့သမီးလို့ထင်နေခဲ့တာပါ။ဒါကြောင့်မိန်းကလေးကသူ့ကိုနှုတ်ဆက်တဲ့အခါသူကအေးဆက်ဆက်အမူအရာနဲ့ထွက်သွားခဲ့တယ်။သူ့အဖေကတော့ကောင်လေးဟာသူ့ရဲ့အလိုလိုက်မှုကိုခံထားရလို့ပါဆိုပြီးအားနာတယ်လို့ရှင်းပြခဲ့ပြီးမိန်းကလေးကိုစိတ်ထဲမထားဖို့ပြောခဲ့တယ်။ကောင်လေးဟာအပေါ်ထက်ကနေမိန်းကလေးကိုတိတ်တဆိတ်စောင့်ကြည့်နေတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူး။မိန်းကလေးကအထုပ်ပိုးတွေဖြီးဖို့အပေါ်ထက်ကိုတက်တော့မဲ့အချိန်မှာကောင်လေးကလှေကားထင်မှာသူမကိုတားလိုက်တယ်။သူကသူမကိုဘာလို့သူ့အိမ်ကိုလာတာလဲလို့မေးခဲ့တယ်။မိန်းကလေးကခဏပဲနေမှာပါလို့ရှင်းပြပေမဲ့ကောင်လေးကမယုံခဲ့ပါဘူး။သူကသူမအတွက်စီကံတွေအများကြီးထုတ်ပြန်ခဲ့ပြီးအိမ်မှာသူ့အနာကိုမကပ်ဖို့ပါတားမြစ်ခဲ့တယ်။မိန်းကလေးကသူ့ကိုအနိုင်ကျင့်တယ်လို့ထင်ပေမဲ့ဒါကသူ့အိမ်ဖြစ်နေတာကြောင့်သဘောတူခဲ့ရတယ်။ညဘက်မှာတော့မိန်းကလေးဟာနေ့စဉ်သုံးပစ္စည်းတွေဝယ်ဖို့အပြင်ထွက်ရင်ဖုန်းကိုမတော်တဆပြုတ်ကျပြီးခွဲလိုက်မိတယ်။သူမဟာအိမ်ပြန်လန်းကိုမသိတော့တာကြောင့်ခန်းစားချက်အတိုင်းပဲရှောက်လာခဲ့မိတယ်။ဒါပေမဲ့လမ်းလျှောက်နေတုန်းတယောက်ကနောက်ကလိုက်နေတယ်လို့သူမစက်တိုက်ခံစားနေရတယ်။သူမစပြီးကြောက်လန့်လာတဲ့အချိန်မှာပဲလက်တစ်ဖက်ကသူမရဲ့ပခုံးကိုရုတ်တရက်ပုတ်လိုက်တယ်။မိန်းကလေးကဗီဇအတိုင်းလှည့်ပြီးအဲ့ဒီလူကိုခြေထောက်နဲ့ကန်ချလိုက်တယ်။ကောင်လေးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမချက်ချင်းတုံဆိုင်သွားခဲ့တယ်။တကယ်တော့ကောင်လေးဟာသူမတယောက်တည်းအပြင်မှာအန္တရာယ်ရှိမှစိုးရိမ်လို့တိတ်တဆိတ်နောက်ကလိုက်လာပေးခဲ့တာပါ။အိမ်ပြန်လန်းမှာတော့ကောင်လေးကမိန်းကလေးရဲ့ကန်ချက်ကြောင့်သူ့ခြေထောက်ဒဏ်ရာရသွားပြီးလမ်းမလျှောက်နိုင်တော့ဘူးလို့ရုတ်တရက်ပြောလာတယ်။ပြီးတော့မိန်းကလေးကိုသူ့ကိုပိုးခိုင်းခဲ့ပေမဲ့သူမကမပိုးနိုင်ကြောင်းနဲ့တွဲပြီးပဲရှောက်နိုင်မယ်လို့ပြောခဲ့တယ်။ဒါကြောင့်ကောင်လေးဟာသူမရဲ့ပခုံးပေါ်လက်တင်ပြီးသူမနဲ့အတူအိမ်ကိုထောနဲ့ပြန်လာခဲ့တယ်။သူတို့လမ်းလျှောက်ဝင်လာတာကိုအဖေဖြစ်သူမြင်တဲ့အခါသူတို့နှစ်ယောက်ဆက်ဆံရေးပါလို့ဒီလောက်အထိရုတ်တရက်ကောင်းသွားတာလဲဆိုပြီးဇဝေဇဝါဖြစ်သွားခဲ့တယ်။ဒါပေမဲ့ကောင်လေးကတော့သူ့အမေကဒီတရားမဝင်သမီးကိုတေချာပေါက်နှင်ထုတ်လိုက်မယ်လို့စိတ်ထဲကနေတွေးနေခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့အမေကမိန်းကလေးကိုအရန်နှွေးထွေးပြူမှာစွာဆက်ဆံခဲ့တယ်။သူမကဒီနေရာကိုအခုကစပြီးကိုယ့်အိမ်ကိုယ့်ရာလို့သဘောထားဖို့တောင်ပြောခဲ့သေးတယ်။ကောင်လေးဟာသူ့အမေကဘာလို့သူ့အဖေရဲ့တရားမဝင်သမီးကိုလက်ခံနိုင်ရတာလဲဆိုတာနားမလည်နိုင်ပဲမှင့်သက်သွားခဲ့တယ်။ဒါကြောင့်နောက်နေ့မှာသူ့အဖေကမိန်းကလေးရဲ့ဖုန်းပြင်ဖို့လိုက်ပို့ပေးဖို့ခိုင်းတဲ့အခါသူဟာထွက်ပြီးတိုက်ရိုက်ထွက်သွားခဲ့တယ်။အဲ့ဒီအခါကျမှမိန်းကလေးကသူ့ခြေထောက်ကလုံးဝဒဏ်ရာမရခဲ့မှန်းသိလိုက်ရတယ်။တကယ်တော့ကောင်လေးကသူမကိုတမင်တကာလိန်ခဲ့တာပါ။သူမအခန်းထဲပြန်ရောက်တဲ့အခါမိန်းကလေးကသူဟာတကယ်ကလေးဆန်တဲ့သူပဲလို့မကြည်မနှက်ညည်းညူမိတယ်။ပြီးတော့သူမရဲ့ခီးဆောင်အိတ်ထဲကတပ်ပုံတစ်ပုံကိုထုတ်ကြည့်လိုက်တယ်။တကယ်တော့သူမရဲ့မိဘတွေဟာကောင်လေးရဲ့အဖေနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြတာပါ။သူမဟာမတော်တဆကိစ္စအချို့ကြောင့်ကောင်လေးရဲ့မိသားစုနဲ့ခဏတာလာနေတာဖြစ်ပါတယ်။နောက်နေ့မှာတော့မိန်းကလေးဟာကောင်လေးရဲ့အတန်းထဲကိုကြောင်ပြောင်သမီးတစ်အဖြစ်ရောက်လာခဲ့တယ်။မထင်မှတ်ပဲဆရာမကသူမကိုကောင်လေးရဲ့ဘေးမှာထိုင်ဖို့စီစဉ်ပေးခဲ့ပေမဲ့ကောင်လေးကတော့သူမကိုဘာမှအဖတ်မလုပ်ချင်ခဲ့ပါဘူး။ကျောင်းဆင်းချိန်မှာမိန်းကလေးကကောင်လေးဘတ်စကတ်ဘောကစားနေတာကိုမြင်ပြီးသူကနည်းနည်းတော့ချောသားပဲလို့ရုတ်တရက်တွေးလိုက်မိတယ်။သူမရဲ့တငယ်ချင်းကကောင်လေးကိုရေသွားပေးဖို့တိုက်တွန်းခဲ့တယ်။သူမရှက်နေပေမဲ့တငယ်ချင်းကရှေ့ကိုတွန်းထုတ်လိုက်တယ်။မိန်းကလေးကထွက်ပြေးဖို့လှည့်ထွက်မှာပဲဘတ်စကတ်ဘောကသူ့မစီကိုရုတ်တရက်ပြန်လာခဲ့တယ်။ကန်ကောင်းတာကကောင်လေးကဘောလုံးကိုအချိန်မီတားပေးလိုက်နိုင်ခဲ့တယ်။သူတို့နှစ်ယောက်ကြားကလေတူကတော့တမျိုးထူးခြားသွားပုံရပါတော့တယ်။